ငါပြန်ထွက်လာတဲ့နေ့ကအဲ့ဆက်တဲ့ကောင်ရဲ့နောက်ဆုံးနေ့ပဲပြီးလွတ်အောင်နေလေကွာဘာကြည့်ရလဲရဟမ်ပြီးရလာထားတယ်လာဟဲ့ဒီဆိုင်ရှင်ကိုခေါ်လိုက်စမ်းခေါ်တယ် ဟေ့ဒီဆိုင်ရှင်ကငါပဲမင်းကဘယ်ရကောင်းလဲ ဖိရှင်းလိုက်လားစကားပြောဟမ်အေးမင်းဆိုင်ရှင်ဆိုရင်နားတော့မင်းပတ်စံချီထားတဲ့အကျွေးရှင်ငါဘောစာလွတ်လိုက် ငါဆက်ပြီးသွားပြီလေကွာအပစ်ဆန်ကို သိတယ်မင်းပတ်စံဆက်တဲ့နေ့တော့1000တန်အုပ်တအုပ်ထောင်တန်14ရက်ညက်ပြီးဂျင်းထက်တယ်မှတ်မိ ဒီ3,400,000လောက်များကွာလာပြီးစင်းရင်းထဲမှာထည့်ပြီးပြောနေပြီ ဟာပတ်စံ3,400ကိုပြောနေတာမဟုတ်ဘူးကွာငါဘောဆိုမင်းဂျင်းထက်လိုက်တာကိုမကျင်နဲ့လို့လားဟဲ့3,400ဆယ်စား14သိန်းကူပေး ဟေ့ငါပတ်စံပြန်ဆက်တော့ကသူ့ဖန်နေသူဒီပတ်စံတို့မကြီးပဲနဲ့သွားတာငါနဲ့ဘာမှမဆိုင်ဘူးရောက် ခင်ဗျပေးရစီတာမြဲပေးလိုက်ပါဗျာကြောက်သေးတော့မယ်ဗျာ ငါပေးရမယ်လားငါနဲ့မင်းနဲ့ဘာဆိုင်လို့ဒီကောင်ငါပတ်စံပေးရမှာလေ တိုက်ပါဗျာခင်ဗျမပေးရင် तू ကကြောက်ကိုနှိမ့်စပါဗျာ ငါမပေးတာနဲ့မင်းတို့ဒီကောင်ကနှိမ့်ဆက်မှာဟဲ့လား ပေးရပါဗျာမြဲပေးလိုက်ကြောက်သေးတော့မယ်ကြောက်သေးတော့မယ် ဟာဟဲ့ဟုတ်လေဘာလုံးနေကြလဲစကားကိုဖုံးဆက်ကွာ ဟဲ့လေကြိုက်လာတော့ဆက်စမ်းကွာဟဲ့ငါပြန်ထွက်လာတဲ့နေ့ကအဲ့ဆက်တဲ့ကောင်ရဲ့နောက်ဆုံးနေ့ပဲပြီး လွတ်အောင်နေလေကွာ ဆက်ခိုင်းနေရဆက်ခိုင်းလား ယောက်ျားမလေးယောက်ျားရဲ့မလေးယောက်ျားဘာလို့ဆုံးလို့လဲယောက်ျားရဲ့လာမိမအိမ်ပြန်လိုက်စမ်းပါလာပါယောက်ျားဒေါသကိုရှော့ပါယောက်ျားရဲ့ယောက်ျားထောင်ထဲပြန်ရောက်သွားရင်မိမဘသူ့ကိုအားကိုးပါလဲလာပါ ငါဒီမိမကွာငါကိစ္စတွေမမောတော့ပြောတာနော်ဒီလေးလိုက်လားဟဲ့လားတွေ့နေကျွေးတော့မှာတော့နေအောင်ရင်တက်မှာဟောဒါပဲလားဒါနော် ဟာဟဲ့မင်းတို့ညဒီမှာလာပြီးကြံလာဖြစ်မနေနဲ့ပေးတာပတ်စံ55သိန်းဟောမြင်မြင်ပေးသားမှာ ဟောကြားတယ်ကွာ ရော့ဒီမှာပတ်စံ55သိန်းပို့တဲ့ပတ်စံပြန်မပေးနဲ့တော့တော့မင်း အေးမင်းအစောကြီးတွေလည်းပြီးနေတဲ့ကိစ္စကိုဟမ်ဟဲ့မပတ်ဆက်ရမလို့တွေ့ရအေးနေနဲ့မှအိမ်ရောက်တော့မယ်လာစမ်းမသားမ နာစက်တိုက်ထားတော့အဲ့ဒီမသားမဆိုတဲ့စကားလုံးမပါပါဘူးအခုဘာဖြစ်လို့လူချတယ်ကြပါတော်တာ ဘောဆဲဟိုသူများတွေကြောက်အောင်လို့ဟန်ဆောင်ပြီးပြောရင်းနဲ့လက်လွန်သွားတာပါမိမရဲ့ လက်လို့တော့ဘာလို့ဘာလို့အဲ့ဒီဘာပေါက်ကြလို့နော်ဘာပေါက်ကြလို့နော်ရှင်ကကျမကိုအိမ်မှာကြောက်ရတော့မကြည့်မနဲ့ဖြစ်နေမလားအဲ့ဒါကြောင့်ရှင့်ရင်ထဲကမကြည့်တဲ့ချက်တွေကိုလူကြားထဲမှာပေါက်ကွဲပြီးထွက်လိုက်တာမလားမတာမဆိုတဲ့စကားလုံးကလေဘာပြောနေသေးလဲ မဟုတ်ပါဘူးမိမရဲ့ယောက်ျားလေးသူများကြောက်အောင်ပြောတာပါယောက်ျားမိမဘယ်တော့အဲ့လိုပြောရလို့လေမိမရဲ့ ပြောရလို့လားပြောချင်သေးတယ်ပေါ့ဒီပါစပေါက်ကြပြောချင်တယ်ပေါ့ပြောကြည့်လိုက်ပြောကြည့်လိုက်ပါ ပြောပါဦးမပြောပါဘူးမိမရဲ့โอ้ငါရှာရှိတာဒီကောင်ရှာရှိတာစက်တိုက်ထားတဲ့ပြောလိုက်ပြီးရောရှာရှိပြီးမသားမ